ကြီးလူပြိုကြီးဖြစ်ဒါသမီးမရှိဘူးအာကိုးစရာမရှိဘူးဆိုရင်တော့ဒီပိန်ပန်းကိုစိုက်ထားလိုက်ပါပိန်ပန်းကိုမှငကမောက်ပိန်ကိုစိုက်ထားပါနော်ငကမောက်ပိန်ကပွင့်အားအရန်ကောင်းတယ်ပန်းပွင့်ပန်းပွင့်အယောင်လေးတွေအယိုးလေးတွေအနေထားလေးတွေအကုန်လာတယ်ဘာလို့ဆိုတော့အယိုးတုပ်တယ်လို့ပန်းပွင့်လည်းအရန်လာတယ်အကာလာလည်းလာတယ်အယိုးလည်းကြီးတယ်ပေါ့နော်အရန်မိုက်တယ်အကြောင်းကိုမတူတီတကူတီဆိုရင်တော့ပိန်ပန်းကိုစိုက်ပြီးတော့ငွေလေးတွေရှာကြပါဒီပန်းရှိထားမယ်ဆိုရင်အချိန်တိုင်းတပတ်တစ်ခါငွေတွေပေါ်မယ်အဲဆိုရင်ဘယ်သူမှမရှိလဲကိုချစ်နေတဲ့ကောင်လေးတွေလင်ယောက်ျားမရှိလဲငွေတွေရနိုင်ပါတယ်နော်အကြောင်းစိတ်ချလက်ချက်နဲ့ပိန်ပန်းပဲစိတ်ထားပါပိန်ပန်းတွေကအရွက်တွေအများများနေဆိုတဲ့အခါအပွင့်တွေကအားနေရုပ်သွားတာပေါ့နော်အဲ့လိုအခါမှာဆိုရင်ဆောင်းရသည်မဟုတ်ပဲနဲ့တခြားရသည်မှာပန်းရွက်တွေဖြတ်ပါအပေါ်မှာဆိုရင်3ရွက်လောက်ပဲချက်ပေးပါနော်အောက်ကအရွက်လေးအကုန်ဖြတ်ပေးပါအဲ့လိုဆိုရင်တော့အရင်မျိုးအဆင်ပြေသွားပါလိမ့်မယ်ရှင်ပိန်ပန်းမျိုးတွေလိုချင်တယ်ဆိုရင်နှငါချစ်လေးခွန်း83နှစ်ကိုဆက်သွယ်လို့ရပါတယ် Viber လဲစကားလာပြောလို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်